တခါတော့ကအဖိုးကြီးတယောက်ရှိပါတယ်သူကဗိုက်စာလုံးလို့တေခါနီးဖြစ်နေတာတော့အိမ်မှာရှိတဲ့တခုလေးတော့အစားအစာကိုငှက်ကလေးတွေကိုပေးကျွေးလိုက်ပါတယ်အဲ့ဒီလိုကျွေးလိုက်တော့အဲ့ဒီငှက်ကလေးတွေကနေလူပူလေး9ယောက်ဖြစ်သွားပါတယ်အံ့ဩစရာပါပဲအဲ့ဒီကျေးဇူးကိုပြန်ဆက်ချင်လို့လူပူလေးတွေကညဘက်မှာဖက်နှက်ဆိုင်တွေကိုတိတ်တိတ်လေးဝင်လာကြပါတယ်ရည်ရွယ်ချက်ကတော့ဖက်နှက်တွေကိုပို့ပြီးမိုက်တဲ့ဒီဇိုင်းတွေဖြစ်အောင်လုပ်ပေးဖို့ပါပဲသူတို့ကအလုတ်ဆက်လုပ်တဲ့လူအစ်စ်တွေဆိုတော့တန်မိုတွေကခဏခဏစူပါတယ်ကရိယာတွေကလည်းနဲတော့တူတချောင်းကိုပဲဝိုင်းသုံးကြရပါတယ်လူပူလေးတွေထဲမှာလက်ရှိရှိနဲ့တော်တဲ့တယောက်ကဖက်နှက်အပေါ်ပိုင်းချုပ်တဲ့အလုပ်ကိုလုပ်ပါတယ်နောက်တစ်ယောက်ကဆိုရင်2စက္ကန့်ခွဲထက်တောင်စော်ပြီးပိုးဖက်နှက်တရံကိုချုပ်နိုင်ပေမဲ့တခါတလေကျိုးပြေတာတွေကသူ့အလုပ်ကိုဖျက်ဆီးပစ်တယ်လို့ပါပဲအဖိုးကြီးနိုးသွားမှဆိုလို့လူပူလေးတွေကဖန်ပလင်းတွေကိုတုံးပြီးရုတ်တရက်အတန်ထွက်လာတာတွေကိုဖုံးဖိထားကြရပါတယ်ဖက်နှက်အောက်ခံတွေပြင်ရတာကလွယ်တယ်ထင်ရပေမဲ့အခုလုပ်တဲ့သူရဲ့အပြေးနှုံးကိုစမ်းသပ်တယ်လို့ပါပဲသတိမထားရင်ဖက်နှက်ထဲမှာတန်မိုနဲ့အတူရိုက်ထည့်ခံရနိုင်ပါတယ်ဖက်နှက်အပေါ်ပိုင်းကပန်းထွဲအလှဆင်တာတွေကပိုပြီးမိုက်ပါတယ်လူပူတယောက်ကစက်တနက်ကြီးကိုတုံးပြီးတရေပြားကိုအပေါက်ဖောက်ပြီးအလှဆင်ပါတယ်အိန္ဒိယလူပူကလည်းအညံ့မခံပါဘူးသူကမြားရီနဲ့ဖက်နှက်ကျိုးကိုတီးပြီးတက်တက်ရက်ရက်လေးချီပေးလိုက်ပါသေးတယ်ဒီနှစ်ယောက်ကအတူတွဲလုပ်နေရင်လူရှင်တော်တွေလိုပဲတန်မိုကုံသွားရင်တန်မိုပို့ပေးတဲ့သူကိုတော့ဖက်နှက်အောက်ခံတဲ့ကိုသူနဲ့ထည့်ရဖြစ်ပါတယ်နောက်လူပူတယောက်ကတော့ပို့ပြီးရဲရဲတင်းတင်းရှိပါတယ်သူကခေါင်းကိုတုံးပြီးအဖော်တွေကိုလမ်းညွန်ပေးပါတယ်ဒါပေမဲ့ချိန်သားမကိုက်ဘူးဆိုရင်တော့ခေါင်းခွဲမှာအသေးချပါပဲအလုံးမြန်မြန်ပြီးချင်လို့လူပူတယောက်ကသူ့ရဲ့အိမ်မွေးတရိတ်ဆန်လေးကိုလွှတ်လိုက်ပါတယ်သူ့အိမ်မွေးတရိတ်ဆန်က3စက္ကန့်အတွင်းမှာတော့ဖက်နှက်ပုံစံကိုသွားနဲ့ထွင်းပေးနိုင်ပါတယ်မျက်စိစောင်းနေတဲ့လူပူကပိုပြီးထူးဆန်းပါတယ်သူကအမြဲတမ်းသူ့ဖော်ရဲ့ခေါင်းကိုတက်တက်တူနဲ့ရိုက်မိပါတယ်ထပ်မရိုက်မိစေဖို့သူ့ဖော်ကမျက်စိစမ်းတက်တဲ့ဇရာနဲ့ယူစစ်ပေမဲ့လူပူရဲ့မျက်စိအမြင်ကကောင်းနေတာကိုတွေ့ရပါတယ်ဒါကြောင့်ပြန်ဆန်းကြည့်ဖို့ခွင့်ပြုလိုက်တော့လဲသူ့ဖော်ခေါင်းကိုပဲထက်ရိုက်လိုက်ပြန်ပါတယ်နောက်ဆုံးထိမ့်သိမ့်တဲ့အလုပ်ကိုလုပ်နေတဲ့လူပူတယောက်ကတော့စကိတ်စီးတဲ့ဖက်နှက်တရံဖြစ်ပြေးသွားတော့အစကနေပြန်လုပ်ရပြန်ပါတယ်စကိတ်ကပြန်ရောက်လာပြန်တော့ဒေါသထွက်သွားပါတယ်နောက်ဆုံးဖက်နှက်တွေကိုညစ်ပတ်အောင်လုပ်လိုက်တော့မှစကိတ်တွေကဖက်နှက်စင်နဲ့တက်တက်ဝင်သွားပါတော့တယ်လူပူလေးတွေတိတ်တိတ်နေပေမဲ့လည်းအဖိုးကြီးကနိုးသွားပါတယ်ကံကောင်းစွာနဲ့ပဲသူတို့အလုပ်ကပြီးသွားပါတယ်အဖိုးကြီးကဆိုင်တကားကိုဖွင့်လိုက်တော့စင်တွေပေါ်မှာလှပတဲ့တရေဖက်နှက်မျိုးမျိုးနဲ့ပြည့်နေတာကိုတွေ့လိုက်ရပါတယ်အဖိုးကြီးနဲ့သူ့ဇနီးကအယမ်းပျော်သွားပြီးပျော်ရွှင်စွာကောက်ခုံကြပါတော့တယ်